Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကိုတတ်တဲ့စိတ်ဓာတ်တွေလေရလာရပြောင်းသွားတဲ့ခါရောသွားမလားပေးထားဘူးတဲ့အချစ်ကလေးတွေလေအိမ်မက်တွေဟောင်းသွားတဲ့ခါမေးပါဖြစ်တင်တာနဲ့ဖြစ်ခဲ့တာလွယ်မှန်ထားတဲ့ဘဝတစ်ခုမရောက်ခင်လေးမှာကြိုးစားပေမဲ့အခုထိဘာမှမတူတဲ့အခါမင်းငါရဲ့နာမမနေခြင်းတော့ဘူးကွာတေချာတဲ့ဒုနီယောင်ရဲ့ကြားမှာတဖြည်းဖြည်းကွာဝေးလာနေစွန့်ပစ်ခဲ့ခြင်းမာတဲ့ဆိုတာတစ်ချိန်မှမြင်လာမှာတဖြည်းဖြည်းကွာဝေးလာနေစွန့်ပစ်ခဲ့ခြင်းပါတဲ့ဆိုတာသက်သေခိုင်မာစွာကိုပြမှာပါကိုတတ်တဲ့စိတ်ဓာတ်တွေလေရလာရပြောင်းသွားတဲ့ခါရောသွားမလားပေးထားဘူးတဲ့အချစ်ကလေးတွေလေအိမ်မက်တွေဟောင်းသွားတဲ့ခါမေးပါဖြစ်တင်တာနဲ့ဖြစ်ခဲ့တာလွယ်မှန်ထားတဲ့ဘဝတစ်ခုမရောက်ခင်လေးမှာကြိုးစားပေမဲ့အခုထိဘာမှမထူးတဲ့အခါမင်းငါရဲ့အနာမမနေခြင်းတော့ဘူးကွာတေချာတဲ့ဒုနီယောင်ရဲ့ကြားမှာတဖြည်းဖြည်းကွာဝေးလာနေစွန့်ပစ်ခဲ့ခြင်းပါတဲ့ဆိုတာတစ်ချိန်မှမြင်လာမှာကြတဲ့ဒုနီယောင်ရဲ့ကြားမှာတကယ်တဖြည်းဖြည်းကွာဝေးလာနေစွန့်ပစ်ခဲ့ခြင်းမာတဲ့ဆိုတာသက်သေခိုင်မာသောကိုပြမှာပါတေချာတဲ့ဒုနီယောင်ရဲ့ကြားမှာတဖြည်းဖြည်းကွာဝေးလာနေစွန့်ပစ်ခဲ့ခြင်းမာတဲ့ဆိုတာတစ်ချိန်မှမြင်လာမှာတေချာတဲ့ဒုနီယောင်ရဲ့ကြားတဖြည်းဖြည်းကွာဝေးလာနေစွန့်ပစ်ခဲ့ခြင်းမာတဲ့ဆိုတာ